ဒီနေရာမှာပြောချင်တာကပရိသတ်ရဲ့သာသနာတော်ကြီးနဲ့ကြုံတွေ့နေတဲ့ဆိုတာပါရမီဖြည့်ဖို့မဟုတ်ပါပါရမီပြည့်နေလို့ပါဘာလဲတော့ပါရမီပြည့်နေလို့ပရိသတ်ရဲ့ပါရမီပြည့်နေလို့သာသနာတော်ကြီးနဲ့ကြုံတွေ့တာမှန်ရလားမှန်ပါပါပရိသတ်ရဲ့ယနေ့ကတူတယ်ဒါကြောင့်တူတဲ့နေရာမှာလည်းပဲရှိလို့တူတာလည်းမဖြစ်စေနဲ့ရှိဖို့တူတာလည်းမဖြစ်စေနဲ့သိလို့တူတာဖြစ်ပါစေမှန်ရလားမှန်ပါဗျာမှတ်သားတော့သာသနာတော်ကြီးနဲ့ကြုံတွေ့နေတာဟာပါရမီတွေဖြည့်ဖို့လားပါရမီတွေပြည့်နေလို့လားပါရမီတွေပြည့်နေပါဗျာပရိသတ်ရဲ့စဉ်းစားကြည့်ရင်ယနေ့ကလူတော့ဖြစ်လာတယ်တချို့တွေကဖရာရဲ့အဆုံးအမတွေတန်ဖိုးရှိတယ်ဖရာရဲ့အဆုံးအမတွေကိုလိုက်နာခွင့်ရကြလားသူတို့တွေပါရမီမပြည့်သေးဘူးမှန်ရလားတရိစ္ဆာန်ကြီးကြည့်လိုက်ပါရမီမပြည့်သေးဘူးလူပြစ်တာချင်းလူလိုပဲလေပရိသတ်ရဲ့ဒုဒရေထေရဝါဒကိုကိုယ်ွယ်စိကခွင့်ရနေတဲ့ဂျပန်ကိုရီးယားတွေမှာဘာတွေစိကကိုယ်ခွင့်ရတာလဲမဟာယာနဘာတွေတော့မဟာယာနပရိသတ်ရဲ့ဗုဒ္ဓဘာသာချင်းဒူရာတောင်းမှဒုဒရေကဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတဲ့ဓမ္မကဏပေါင်း8400ပရိက3တွင်နိဂ9ရက်ကိုပရိသတ်ရဲ့ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားသည့်အတိုင်းဟောကြားထားတဲ့အတိုင်းအမှုမပြတ်နေတဲ့လိုက်နာခွင့်ကျင့်သုံးခွင့်ရနေတယ်။ဟိုဘက်ကမဟာယာနတွေဆိုရင်အဲ့ဒါတွေမရတော့မိမယူထားတဲ့ဘုန်းကြီးတွေကိုကိုယ်ွယ်စိကက်ရ။အဲ့တော့ဒုတိယနာပရိသတ်တွေကသူတို့နဲ့စာရင်ကံမကောင်းပြင်ပြန်ဘူးလား။ပါရမီပြည့်နေကြလို့ဗါတယ်တော့ပါရမီပြည့်နေကြလို့ကိုပါရမီရှင်မှန်ပြီးဖို့လိုတယ်မှန်ရလားသာသနာတော်ကြီးနဲ့တွေ့ဖို့ဆိုတာလွယ်တာမဟုတ်ဘူးပရမအောင်ဆုံးလူဖြစ်ဖို့တောင်လွယ်သလားမလွယ်ဘူးလူလည်းဖြစ်တယ်ဟောသာသနာတော်မြတ်ကြီးနဲ့လည်းတွေ့တယ်တဲ့သာသနာတော်မြတ်ကြီးကိုလည်းပဲထောက်ပံ့ခွင့်ရတယ်စိတ်ကခွင့်ရတယ်ဆိုတော့ဒီတဲ့တပံသာသနာတော်မြတ်ကြီးကဆုံးမတဲ့တရားဓမ္မသိဉာဏ်တွေကိုလည်းနာကြားခွင့်ရနေတယ်ဆိုတော့ပရိသတ်ရဲ့ပေးကြတဲ့ပါရမီပြည့်နေလို့ဘာဖြစ်နေလို့ကိုပါရမီပြည့်နေတဲ့ပါရမီရှင်နေမှမတိကြတဲ့အခါကျတော့ပရိသတ်ရဲ့ရခဲ့တဲ့လူဘဝရတယ်တွေ့ခဲ့တဲ့သာသနာတော်ကြီးနဲ့တွေ့တယ်ပရိသတ်ဒါပေမဲ့ကိုတန်ဖိုးရှိမှမတိကြမှန်ရလားဘာတွေတော့အားကြလဲဆိုတော့ပစ္စည်းဥစ္စာတွေပေါ်များချမ်းသာသုံးနိုင်တဲ့ပုဂ္ဂိုလ်တွေကိုတွားပြီးတော့ဘာဖြစ်တာလဲဆိုရင်အားကြနေကြတယ်ပရိသေလောကကြီးမှာချမ်းသာကိုပေးနိုင်တာကအဲ့ဒီစည်းစိမ်ဥစ္စာတွေမဟုတ်ပါဘူးပရိသေရဲ့စဉ်းစားကြည့်လေကိုယ်လက်ထဲမှာဖုံးလေးတစ်လုံးရှိလာရင်တော့မှကိုယ်ကြိုက်ထားတဲ့ဖုံးကကိပတ်ဖုံးဆိုရင်အပူနဲ့ရော့တယ်မရော့ဘူးကိုယ်ကြိုက်ထားတဲ့ဖုံးက6သိန်းတန်ဆိုရင်6သိန်းတန်လောက်ပဲပူရတယ်အေးအဲ့လိုမဟုတ်ဘဲနဲ့ကိုယ်ကြိုက်ထားတဲ့ဖုံးက iPhone နောက်ဆုံးအတွက် iPhone တွေဆိုရင်ပို့ပြီးတော့စိတ်မကြတဲ့စိတ်နဲ့ပူလောင်ရတယ်ဆိုတော့ပရိသတ်ရဲ့စီးစိမ်ဥစ္စာတွေများလေပူလောင်မှုတွေကြီးလေမဟုတ်ဘူးလားဒါဆိုရင်တို့တွေတို့သူတော်ကောင်းတွေကပါရမီရှင်တွေဖြစ်နေလို့စဉ်းစားကြည့်လေယခုလိုရနေတဲ့ဘဝလေးမှာရှိနေတဲ့အရှိတရားလေးတွေကိုတောင်းမှသံဃာတော်ရှင်သူမြတ်တွေနဲ့အတူခွဲကြပြီးတော့ညီသူညီမျှ3ဆောင်ခံစားနိုင်တယ်ပြိဿအဲ့ဒါတန်တုတ်တိပရမံတဏံအချမ်းသာကြဘူးလားချမ်းသာကြတယ်ဒါကြောင့်ပြိဿရဲ့သာသနာတော်ကြီးနဲ့ကြုံနေတဲ့အချိန်မှာလူနဲ့သာသနာပမှာလူတဲ့လူပရိသတ်ရဲ့လူချင်းမတူပါဘူးမှန်ရလားဒုတရားနာပရိသတ်တွေလူလိုက်တဲ့လူကဩဒီပစ္စည်းတွေဒီတဏ္ဍာကိုလဲစေနိုင်တဲ့ဒုက္ခဖြစ်ကြောင်းကိုရှာလိုက်တဲ့အခါကျတော့ဒီပစ္စည်းတွေရဲ့ပေါ်မှာတွေ့တာနေတဲ့လောဘပရိသတ်ရဲ့ဒီပစ္စည်းတွေကြောင့်ဖြစ်လာတဲ့မနာလဝေလိုမှုအိတ်တာပစ္စရိယဒီနေရာတွေဒီတဏ္ဍာကိုလဲစေနိုင်တဲ့ဒုက္ခဖြစ်ကြောင်းတွေအဲ့ဒီဒုက္ခဖြစ်ကြောင်းတွေကနေပြီးတော့လွတ်ချင်တဲ့ဒုက္ခရဲ့ဖြစ်ကြောင်းနဲ့ပရိသတ်ရဲ့ဒုက္ခရဲ့ဖြစ်ရ
ကိုသိပြီးတော့လူတာဖြစ်တာဖြစ်တဲ့အတွက်ပါရမီထိုက်တဲ့အလူလိုဖြစ်သွားတယ်မှန်ရလားပရိသေစဉ်းစားတော့လောကမှာနေလူတာချင်းတူတယ်တချို့တွေကဘဝကိုတောင်းတပြီးတော့လူတာကိုဘဝကဆင်းရဲတယ်ဆိုတော့ချမ်းသာတဲ့ဘဝကိုလိုချင်တော့လူတာဟုတ်ဘူးလားမြင့်မြတ်တဲ့ဘဝကိုလိုချင်တော့လူတာလူဘဝကိုလိုချင်တော့နတ်ဘဝကိုလိုချင်တော့ဝိညာဉ်ဘဝကိုလိုချင်တော့ပရိသတ်ရဲ့အဲ့လိုမျိုးလူတယ်ဆိုရင်အဲ့ဒီလူတွေကတန်တရာလေကြောင်းလူတွေပါမှန်ရလားဒါကြောင့်သာသနာပြန်ကြောင်းတန်တရာပြန်ကြောင်းကိုလူချင်တယ်ဆိုရင်ဒုက္ခဖြစ်ကြောင်းကိုရှာပါဩငါတို့ဒီပစ္စည်းတွေငါတို့ရဲ့ပေါ်မှာရှိနေတဲ့ချိန်ကာလတော့ငါတို့ဒီပစ္စည်းတွေမရှိရင်သူတော်ဘာကိုမလူရမပေးရသူတော်ဘာကိုလည်းမပေးကံရတဲ့ဟောဒီကတန်ရောစဉ်ဥပါဒံတွေဒီဘဝတွေ့တာကန့်ညင်နေတဲ့လောဘတွေငါတို့တွေရှိတယ်ဒါကြောင့်ဒီပစ္စည်းတွေရှိခြင်းဒီလောဘဖြစ်ကြောင်းနဲ့ဒုက္ခဖြစ်ကြောင်းနဲ့ဒါကြောင့်ဒီဒုက္ခဖြစ်ကြောင်းတွေကနေပြီးတော့လွတ်မြောက်ခြင်းနဲ့စိတ်နဲ့ငြိမ်းချမ်းခြင်းနဲ့စိတ်နဲ့ဒါနပြုလိုက်တဲ့အခါအဲ့ဒီဒါနဟာနိဗ္ဗာန်ကိုဥတည်တဲ့ပါရမီပြည့်တဲ့နိဗ္ဗာန်ရဲ့ထောက်ပံ့ဒါနဖြစ်သွားတယ်ဒါနပြုတတ်ဖို့လိုတယ်ပြုတတ်ဖို့လိုတယ်မှန်ရလားဒါကြောင့်မလို့ယနေ့ပြုနေကြတဲ့ပုဂ္ဂိုလ်တွေဟာဓမ္မသဘင်ကျင့်ပနေတဲ့ပုဂ္ဂိုလ်တွေဟာလူတွေကိုပရိသတ်ရေနော်ငြိမ်းချမ်းမှုတွေကိုပေးစေနိုင်တဲ့ဓမ္မအလှူကြီးတွေကိုလှူနေတာဖြစ်တဲ့အတွက်ဒါဒီပရိသတ်ရဲ့နိဗ္ဗာန်ရောက်ကြောင်းကုသိုလ်ကောင်းပါတဲ့မှန်ရလားအကြောင်းပရိသတ်ရဲ့အားဖြင့်ကိုရောမြတ်ကသူကရံသာတုသာသာတုသာတုပါပေနဒုက္ကတံဘာဗံပါပေနဒုက္ကတံပါပမရိယေဒုက္ကရံနဲ့ပရိသတ်ရဲ့ဟောဒီလောကကြီးထဲမှာရှိနေကြတဲ့ပုဂ္ဂိုလ်တွေထဲမှာသူတော်ကောင်းစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေသူတော်ကောင်းစိတ်ထားကောင်းတွေရှိတဲ့ပုဂ္ဂိုလ်တွေကပရိသတ်ရဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလွယ်တယ်ပြုနိုင်တယ်ဒီနေ့ကုသိုလ်ကောင်းမှုတွေပြုတယ်ပြုနိုင်တယ်ဆိုတော့သူတော်ကောင်းစိတ်ရှိလို့တနည်းအားဖြင့်လူပိသားတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့ပါမြောက်ပြောတာတော့မဟုတ်အဲ့လိုစိတ်နဲ့လူကြီးပြောတယ်မှန်ရဲ့လားအဲ့ဒါကြောင့်ပရိသတ်ရဲ့သူတော်ကောင်းတွေအတွက်မကောင်းမှုဒုစရိုက်တွေကိုပြုလုပ်ဖို့ခဲရင်းနဲ့မှန်ရဲ့လားပါပံပါပေနဒုက္ကတံမကောင်းတဲ့စိတ်တဲ့ယုံကြည်တဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေအတွက်တော့မကောင်းတာတွေပြုဖို့လွယ်တယ်ပရိသတ်မကောင်းတဲ့စိတ်ကိုရှိတဲ့ပုဂ္ဂိုလ်တွေအတွက်ဘာဖြစ်တော့မကောင်းတာတွေကိုပြုဖို့လွယ်တယ်တဲ့ပရိသတ်တချို့တွေဆိုလို့ချင်းသူတို့ဘာအသက်တွေကိုပျော်ကြီးမတတ်နိုင်ကြဘူးလားတတ်နေကြတယ်ပရိသတ်တချို့ဆိုချင်းဘိုးစင်ပေါင်ဆက်အောင်တတ်တာဟုတ်ဘူးလားပရိသတ်ရဲ့မကောင်းမှုတွေကိုပြုရမှလည်းမရှက်ဘူးလုပ်ရမှလည်းမကြောက်ဘူးအဲ့ဒီပုဂ္ဂိုလ်တွေကပရိသတ်ရဲ့ပါပံပါပေနဒုက္ကတမကောင်းတဲ့စိတ်ရုပ်စိတ်ကိုရှိတဲ့ပုဂ္ဂိုလ်များကြတော့